โอเคပြီးစိမ်းနောက်26နှစ်ရောင်လာတယ်เนาะတရောင်ကကြတော့ဒီဖြူအောင်လေးတိုင်ခွက်ပြောင်းပေါ့เนาะတိုင်ခွက်ပြောင်းဒီကောင်လေးကကြတော့စတန်ဒတ်တိုင်ခွက်နဲ့လာတယ်ရိုးရိုးတိုင်ခွက်နဲ့ပဲလာတယ်เนาะသူကတော့ iPhone 16အရောင်လေးနဲ့လာတယ်ဒီကောင်လေးကကြတော့အဖြူအောင်လေးနဲ့เนาะလူအရန်မေးတဲ့အဖြူအောင်ပေါ့เนาะအဖြူအောင်ပြီးစိမ်းဖြူအောင်ပြီးစိမ်းဖြူအောင်ကဲလာပြီခင်ဗျာပြီးရင်တိုင်ခွက်ပြောင်းနဲ့လာပေးထားတာ model နောက်26လည်းဖြစ်တယ်ဝေးရလဲရွှေအောင်နဲ့เนาะဝေးရလဲရွှေအောင်နဲ့လာမယ်ခင်ဗျာเนาะကဲနောက်26 model လိုချင်ညီကိုရပြီဆိုင်ကပေါက်ကတော့ဒီမှာတရောင်အယောင်ဆက်လေးနဲ့လာပြထားတယ်ဗောနော်ဖိနိုင်ကွာနှစ်ထပ် ES ညက်ညောနေမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီမှာတော့တိုင်ကွက်တော့ digital တိုင်ကွက်နဲ့လာတယ်ဒီမှာခလုံးမှာဖုန်းမှာ setting နေပါပြီဘာညာအကုန်လုံပါတယ်ဗျစုံရောပဲဒါကတော့ iPhone 16ရောင်လေးနဲ့ iPhone 16လေးကင်ပြီးတော့ iPhone 16ရောင်ဆိုင်ကလေးစီးကျင်တော့ဒါလေးဒီမှာနော် share ပဲချစ်စရာလေးခင်ဗျာဒါကတော့ရိုးရိုး standard ဒါကတော့ရိုးရိုးတိုင်ကွက်လေးနဲ့ဗောနော်ဒါမျိုးလေးလာတယ်ခင်ဗျာကဲလိုချင်တဲ့ညီကိုတွေလက်မနှင်းနဲ့လက်နှင်းရင်ကျွန်တော်တို့ဒီများစီပါပါမယ်ခင်ဗျာနော်โอเคလိုချင်ဆက်သွယ်လာလို့ရတယ်ကျွန်တော် TikTok Messenger မှာလာမေးလို့ရတယ်ဖုန်းဆက်ပြီးမေးလို့ရတယ်ဖုန်း3998395313လေးတပည့်မရှုံနဲ့လို့ပြောနေတာတပည့်ကသွားမှာခုမှလာချထားတယ်နော်ပူပူနေနေ